就好像就先表明讲这样，I am gay. I don't want to be surrounded by children on holiday. အဲ့ဒါကြောင့်ကျွန်တော် gay ဆိုတော့လွမ်းတည်ပါနော်ဟိုကချက်ပေါ့နော်ကျွန်တော် gay ပါလေ I don't want to be surrounded by children on holiday ဆိုတော့အဲ့မှာကြောင့် purpose person နဲ့သူသုံးထားတာဖြစ်တယ် to be plus verb ပေါ့နော်surrounded ကတော့အားလုံးသိတဲ့အတိုင်းမှာ win ထားတာနော် win ထားခဲ့တာအဲဆိုရင်ကျွန်တော်ပြန်မယ်ဆိုရင်ဒီစာရေးလူပေါ့နော် I အဖြစ်နဲ့ကျွန်တော်ပြန်မှာ I don't want to be surrounded by children on holiday တဲ့ဒီအားလေးရဲ့ဒီမှာပေါ့နော်သူဘယ်နေရာတော့ပေါ့ကျွန်တော်တဲ့ကလေးတွေနဲ့အတူမနေခြင်းဘူးပေါ့နော်ကလေးရှိတဲ့နေရာတွေမသွားချင်ဘူးပေါ့နော်အဲ့ဒီအတိတ်ပဲကျွန်တော်အောက်မှာဖတ်ကြည့်လိုက်မယ်နော်စိတ်ဝင်စားဖို့တော့ကောင်းပထမပိုင်းဆိုရင် in a fantastic year for really bad ideas အဲ့မှာဆိုရင်ကျွန်တော် fantastic ကကြတော့ noun နဲ့ဆိုရင်ကျွန်တော် competition ကိုပြောတာပြိုင်ပွဲပေါ့နော်fun နဲ့ဆိုရင်ခုခံပြောဆိုတာဒီမှာကျတော့ year နှစ်ခုပေါင်းလိုက်တော့အချက်တည်းဖြစ်တယ်ပေါ့နော်ဒီဆိုးရတဲ့နှစ်ပေါ့နော်ဒီဆိုးရတဲ့နှစ်မှာတဲ့ French မှာပေါ့နော်ပြင်သစ်မှာပေါ့တကယ်ကိုစိတ်ညစ်စရာကောင်းတဲ့အတွေ့အကြုံပေါ့နော် idea တွေရှိခဲ့တယ်တဲ့ and this is a holler or should that be holler အဲ့ကျွန်တော် HOWLEUR holler ကကျွန်တော်အထက်မှားရင်လည်းမှားတယ်မယ် sorry ပါအဲ့ဒါကျွန်တော် French နဲ့ရေးထားတာပြင်သစ်နဲ့ရေးထားဖြစ်တဲ့အတွက်နည်းနည်းတော့ခက်တယ်သူကအတန်ထွက်တယ်ဥပမာကျွန်တော်အဲ့ဒါကြတော့ a stupid mistake လို့ပြောတယ်အင်္ဂလိပ်လို definition ဆိုရင်တော့လုံးဝစူးရတဲ့အမှားပေါ့နော် mistake တဲ့ကြီးတာပေါ့သူတော့ဆိုးရတဲ့အမှားတစ်ခုပေါ့နော်အဲ့ဒါဒီဆိုးရနှစ်မှာပေါ့ပြင်သစ်မှာအရင်ဆိုးရတဲ့အမှားတစ်ခုဖြစ်ခဲ့တယ်ဖြစ်တယ်မျိုးပေါ့နော် because ဘာလို့လဲဆိုတော့ the French have proposed a new law that will mean hotels and restaurants that don't admit children could be prosecuted အဲ့မှာဆိုကျွန်တော် LAW law ကကြတော့ဥပဒေပေါ့နော်သူ့နောက်တစ်ခုကျ lawyer ဆိုတော့ကျွန်တော်ရှေ့နေပေါ့အဲ့မှာဆိုရင် propose ကကြပြောခဲ့တာပေါ့နော်အဆိုပြုခဲ့တာပေါ့ဒီပြင်သစ်ကဥပဒေအသစ်တစ်ခုပြောခဲ့တယ်ပေါ့နော်တင်ပြခဲ့တယ် that would mean hotels ဒီဘာလဲဆိုတော့ကျွန်တော် hotel တွေရောစားသောက်ဆိုင်တွေမှာရောချစ်တွန်းနေပေါ့နော်ကလေးတွေကိုသူတို့ကဝင်ခွင့်မပြုဘူးပေါ့နော်ဘယ်အဲ့ပြင်သစ်ကဆိုင်တွေတော်များများမှာကလေးတွေဝင်ခွင့်မပြုဘူးပေါ့အတင်းစုဝင်မယ်ဆိုရင်တော့တရားစွဲဖို့ထိလောက်ထားရပေါ့သူတို့အဲ့လောက်ထိကိုတော့ပြင်ထားရပေါ့နော်ဥပဒေနောက်တစ်ခုကကြောင့်ခလီ horror ဆိုတာအဲ့ဒါလည်းကျွန်တော်ပြင်တဲ့စကားပဲအဲ့ဒါကြောင့် how အင်္ဂလိပ်လိုဆိုရင် definition ဆို how ဟို horrible ပေါ့နော်ကြောက်စရာကောင်းတာပေါ့နော်ကြောက်စရာကောင်းတယ်ဘယ်လောက်တော့ကြောက်စရာကောင်းတယ် France heights commissioner for childhood အဲ့ဒါကြောင့် high commissioner ကျတော့အတိပ္ပယ်သူ့ဒါလိုက်ပြန်မဆိုတော့တန်အမှတ်ကိုပြောပါပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ for childhood ပါနေတော့ဒီတန်းလုံးဆိုရင်တော့ဟိုပါပေါ့နော်ကလေးဒီအဖွဲ့အစည်းပေါ့နော်ပြင်သက်ကကလေးထိတ်ထိတ်အဖွဲ့အစည်းอ่ะပေါ့နော်အဲ့အဖွဲ့အစည်းက Sarah Harry said that the hospitality industry was showing signs of a no kids trend and that she said was violence against children အဲ့မှာကျတော့ဒီပေါ့နော်ကလေးဒီထိတ်ထိတ်အဖွဲ့อ่ะပေါ့နော်ပြင်သက်က Sarah Harry ဆိုတဲ့အမျိုးသမီးကပြောခဲ့တယ်ပေါ့နော်ဒီဆိုင်ဘုတ်သူသတင်းကြတဲ့အတွက်ကြောင့်ပြင်သစ်ကိုသူပုတ်ခတ်ပြောရရှိတယ် that said that တင်အဲ့မှာဆိုရင်ကျွန်တော် hospitality industry ကကြတော့ဟိုပါပေါ့မြန်မာလိုဆိုရင်ဝန်ဆောင်မှုလုပ်ငန်းပေါ့နော်အဲ့ဒါဝန်ဆောင်မှုလုပ်ငန်းအဲ့ဒီ hotel တွေကဟာတွေပေါ့နော်သူပြောထားတာဒီဆိုင်ဘုတ်ကြီးချိတ်ထားတယ်ပေါ့ no kids trap ကလေးတွေလုံးဝဝင်ခွင့်မပြုဘူးနော်ကလေးတွေလုံးဝခေါ်လာလို့မရအောင် and that သူပြောခဲ့တာ violence against children ဒါကပေါ့နော်ဒီလိုဆိုင်ဘုတ်ဒီလိုပြောဆိုထားတာကလေးတွေအတွက်ဟိုဖြစ်တော့အကျန်းဖတ်မှုပေါ့နော် violence ကအကန့်ဆိုစန့်ကျင်တာကလေးတွေကိုစန့်ကျင်လို့ဖြစ်တယ်တဲ့သူအကျန်းဖတ်တယ်လို့ဖြစ်နေတယ်ဘာမှလည်းမဟုတ်တဲ့ကိစ္စကြောင့်နောက်တစ်ခုကြောင့် she particularly took aim at adults like me like me ဆို as me ပေါ့နော် and she particularly ကအထူးသဖြင့်တဲ့သူ took aim ဆိုတာဥတီတာပြောဥတီထားခဲ့ principle ပေါ့နော်သူအဓိကပြောနေတာလူကြီးတွေပေါ့နော်အဲ့ like me တဲ့ကျွန်တော်လိုမျိုးတဲ့ gay တွေပေါ့နော်အကုန်လုံးပေါ့နော်သူပြောတာ like me ဆိုဒီစာရေးလူပါပေါ့နော် who objects to being disturbed by other people kids one on holiday ဒီဘယ်နေရာပဲဖြစ်ပေါ့နော်သူတို့ပြင်သစ်မှာဖွင့်ထားတဲ့နေရာတွေပေါ့
အားလဲရက်တွေမှာသွားတဲ့အချိန်မှာပေါ့အနောက်ရှက်ကန့်ကွက်ထားရပေါ့နော်ကလေးတွေဘာလို့မဝင်ခိုင်းလဲဆိုအနောက်ရှက်ဖြစ်မှာဆိုလို့ပေါ့နော်တခြားလူတွေအတွက်တခြားအပန်းဖြေခြင်းတဲ့လူတွေအတွက်ဘာလို့ပါမှာကို အ လည်း နောက်ရှက်ဖြစ်တယ်ပေါ့ကလေးတွေအချိုင်း စောက်ချင်းမှာငါထောင်မစော့နဲ့လို့တော့ on အဲ့ဒါလေးခဏလေးနေ ဒီမှာပဲကျွန်တော်စော့မှာပဲပေါ့ မင်း နော် တို့ဝင်းနေတူနဲ့လိုက်ကန်းဆုံးလေးသိနော်စတင်နေတာဝင်ကလေးကအဲ့အောင်မြူထားတဲ့ခလုတ်လောက်တာပြီးဘက်ကနေမြူဖို့ကြိုးစားထားနော်ဝင်လာတော့ကြည့်တွေ့တင်ပါတယ်နော်လက်ပါလိုက်ကန်းဆုံးလေးပါလေးသိနော်မကောင်းဘူးလားလက်ကော့ဘယူနေတဲ့အတွက်ကြောင့်လေโอเคโอเค ရှိဆက်ပေါ့နော်ဒီမှာအဲ့လိုပြောခဲ့တယ်ပေါ့နောက်တစ်ခုကျွန်တော် we are institutionalizing the idea the silence is a luxury and the absence of children is a luxury အဲ့မှာကျွန်တော်တို့အဲ့ဟိုပါဗောနော်အဖွဲ့အစည်းစနစ်ဟိုပါဗောတီးထောင်တာပြောပါဗောနော် institutionalizing ဆိုတာ silence ဆိုတော့တိတ်ဆိတ်ခြင်းပေါ့ luxury ဆိုတော့အများကြီးရှိတယ်ကျွန်တော်ဒီတက်တောင့်တက်တာဖြစ်တာတွေရောခမ်းနားတာတွေရောလို့ကျွန်တော်ပြောတယ်နော် absence ဆိုတာ absence ဆိုတာပြက်ကွက်တာကိုပြောနော်ပြက်ကွက်တာပေါ့နော်အကြောင်းမှဆိုရင်မလာတဲ့လူတွေအဲ့လိုပြက်ကွက်တာကိုဆရာနာမည်ချင်းခေါ်အဲ့လိုလည်းကျွန်တော်ပြောတယ်နော် absence ဒီမှာကျွန်တော်ဒီကပေါ့နော်ဒီကျွန်တော်ဖွဲ့စည်းဖွဲ့ထားတာတဲ့ဒီ hotel တွေပေါ့နော်တိတ်ဆိတ်စီဖို့ရယ်ဒီအပန်းဖြေတဲ့လူတွေတက်တောင့်တက်တာရှိစီဖို့အတွက်တဲ့ပြီးတော့ကလေးတွေကိုတားမြစ်ထားတာအဲ့ဒါကြောင့်ပေါ့နော်အပန်းဖြေလူတွေဟိုဖြစ်အောင်လို့စိတ်တက်တောင့်တက်တာရှိအောင်လို့နော်ကလေးတွေကိုဒီစုညံတဲ့ပေါ့သူတို့ပြောချင်တဲ့အထိပ္ပယ်အိုက်ဆိုင်မှုချိတ်ထားတယ်စုညံတဲ့အတွက်ကလေးတွေကဝင်မပြီးတော့ဗောနော်အဲ့ဒါပြောနောက်တစ်ခုက damn right here we are damn right we are အဲ့ကြောင့်ကျွန်တော် DAMN ကကြတော့စလန်ပေါ့နော်ဒါကပ်ပလီတွေဟိုဟာတွေသုံးတယ်ကျွန်တော်စလန်တွေသူတို့စိတ်ဒေါသထွက်တဲ့ဒေါသဖြစ်တဲ့အာမေရိကန်ပေါ့နော် damn ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့နှစ်ခုလောက်ရှင်းပြရှိတယ်လုံးချက်ပါတယ်မှာကျွန်တော်ပို့လိုက်နော်စာသားအဲ့ဒီအတိတ်ပဲကျွန်တော် I will be damned ဆိုရင်ကျွန်တော် damned ဆိုရင်အတိတ်ပဲကအံ့ပါရဲ့အံ့ပါကွာအတိတ်ပဲကျွန်တော်အံ့ဩပါရောအံ့ဩပါအတိတ်ပဲပေါ့အံ့ပါကွာမင်းအဲ့လိုမျိုးနောက်တစ်ခုကကျတော့I'm damned if ဆိုတာလုံးဝလက်မခံဘူးကျွန်တော် emotion ကစိတ်ခံစားချက်ဖြစ်လာဘူးဒါဒီကုန်းလုံးဝလက်မခံတာတယောက်ပြောတဲ့ဟာကိုပြောလို့ရှိရင် root ပေါ့နော်မမရိုင်းပြောတာပေါ့လုံးဝလက်မခံဘူးလုံးဝမသိဘူးဆိုတဲ့အတိတ်အဲ့ဒီပဲပေါ့နော်ကျွန်တော်ဒီမှာကျတော့စိတ်တူပါဘူး damn right we are ဟုတ်တယ်ဒီလိုပဲဖြစ်ရမယ် and it's a luxury I won't give it without a fight မပြောဘဲတော့နေလို့မရဘူးတဲ့နော်ဒီဟိုတော့သူတို့ဆိုင်မချိတ်ထားတဲ့အတွက်ကန့်ကွက်တယ်ပေါ့ရင်နေလို့မရဘူးတဲ့ and because such as a ban on a debt only establishment would be introvertedly homophobic အဲ့ကြောင့်ကျွန်တော်အတက် only ဆိုတာနော်လူကြီးပဲပေါ့နော်သူတို့ဒီ French မှာရှိတယ်ပြင်သစ်မှာရှိတယ်တော်တော်များများဆိုင်နေရလူကြီးတွေကိုပဲဟိုဖြစ်ထားတယ်ပေါ့နော်ခွင့်ပြုတယ်ကလေးတွေကိုပိတ်ပင်ထားကြတယ်ကျွန်တော်ဟိုကကြတော့ establishment က2000ချင်းပြောနော်2000လောက်ပြောတာနောက်တစ်ခုကကြတော့ကျွန်တော်အမှ effort ပေါ့နော် interventionally ကကျတော့အမှတ်တမဲ့ပေါ့ homophobic ကကြတော့ဒီဟိုပေါ့နော်ဒီ gay တွေကိုပေါ့နော်လိန်တူချစ်သူတွေကိုဟဲ့မုန်းတဲ့လူပေါ့နော်အဲ့မုန်းတဲ့လူတွေကျွန်တော်ပြောတာနော်ဒီမှာဆိုရင်ကျွန်တော်ဘာသာပြန်မယ်ဆိုရင်သူကကလေးတွေကိုပဲကန့်ကွက်ထားပါလူကြီး only ပေါ့နော်ဒီအဖွဲ့အစည်းကဒီတော်တော်များများဟိုတယ်တွေကတီထောင်ထားတာအဲ့လိုမျိုးဒီလိန်တူချစ်သူတွေပေါ့နော်မုန်းတဲ့လူတွေကိုလည်းမုန်းတဲ့လူတွေကလည်းမုန်းတဲ့လူတွေကလည်းဒီလူကြီး only ပဲလက်ခံတယ်ပေါ့နော်သူတို့လည်းအဲ့ဒီပဲကျွန်တော်ပြောထားပါ is an overlooked and under discussed topic overlook ကသတိမှတ်မှုတော့ကျွန်တော်သတိမထားတာပေါ့နော်လစ်လို့ရှိတယ် ignore ပေါ့နော်လစ်လို့ရှိတာ under discuss ကကြတော့အလေးမပေးအောင်နော်သူလည်းအတူတူပါပဲသတိမထားမိဘူးနော်ဒီဟာကိုပေါ့သူတို့လစ်လို့ရှိတာကြတော့ and potentially taboo to say but whoever proposed this ban hasn't faced the microaggressions that gay people like me
face အဲ့မှာကျွန်တော်တို့ကြာတော့ potentially ဆိုဖြစ်နိုင်ကြီးဘောနော်ဖြစ်နိုင်ကြီးอ่ะနောက်တစ်ခုစတာပါဘောနော်မပြီးသေးဘူးကျွန်တော် potentially ထပ်ပူဆိုတော့ကျွန်တော်ဟိုဟာတားမြစ်တာဘောနော်ဟိုဟာမလောက်ရဘူးဆိုပြီးတော့ပြင်းပြထန်တားမြစ်တဲ့ဟာမျိုးကျွန်တော်ခေါ်တယ်နော်အဲ့ဒါကြောင့် to say တဲ့အဲ့လိုပြောဖို့တားမြစ်ထားတယ် but ဘယ်လိုပဲဖြစ်ဖြစ်တဲ့ဒီဟိုပါဘောနော် microaggression ဆိုတာကြတော့ဒေါသထွက်တာဘောနော်ကျွန်တော်ဒေါသထွက်စီတဲ့စကားပေါ့နော်သူဟာဖြစ်တယ်ပေါ့နှိမ့်တဲ့စကားမျိုးပေါ့နော်အဲ့လိုပြောတဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်တဲ့ဒီကြုံတွေ့ရမှာပဲပေါ့နော်ဒီလို gay တွေအတွက်ကတော့အများကြီးပဲပြောရင် people like me face အကုန်လုံးကြုံတွေ့နေရပါတော့ gay တွေကြီးပဲဒီသူတို့ daily တဲ့နေ့စဉ်လူတွေရဲ့ဝေဖန်မှုတွေ from children ကလေးတွေကလည်းပဲအဲ့လိုပဲပေါ့နော် they can help it အဲ့တော့သူတို့မတက်နိုင်ဘူး they are kids သူတို့ကကလေးပဲတဲ့ but kids don't have the same filter that fully socialize that do အဲ့မှာဆိုကျွန်တော် fully ရတော့ပြပြဟောပါနော် filter ဆို FILT ရ filter ဆိုတာကျွန်တော်တို့ဒီ social media မှာခေတ်စားနေ filter ဆိုတာ TikTok တွေပါနေမှာကျွန်တော် effect ကိုလည်းသုံးလို့ရတယ်ပြီးတော့ကျွန်တော်ရေစစ်ကိုလည်းပြောတယ် filter finance ဆိုတော့စစ်ထုတ်တာလို့ကျွန်တော်ပြန်လို့ရတယ်ဒါပေမဲ့ဒီမှာတော့အဲ့လိုပြန်လို့မရဘူး but kids don't have the same filter သူတို့ကလူကလေးတွေပဲတဲ့လူကြီးတွေလို့တော့စဉ်းစားစင်ရင်ပြောတတ်တယ်အုံနောက်လို့မရှိဘူးတဲ့ that fully socialize adapt to လူကြီးတွေနဲ့ပြောတဲ့အခါမှာပေါ့နော်ဆက်ဆံတဲ့အခါမှာ and that lack of filter can spoil my holiday spoil ဆိုတာပျက်စီးရပါတော့ကျွန်တော်တို့ဒီဒါပေမဲ့လည်းဒါတွေကလည်းပဲနော်အဲ့လိုဝေဖန်နေရတယ်ပဲနော်ကလေးတွေရောပါတွေရောအဲ့ဒါတွေက lack of ဆိုတာကျွန်တော်တို့လွဲတာကိုပြောနော်လွဲသွားတာပေါ့နော်လွဲတာတို့ not enough တို့လုံလောက်မှုမရှိတာလို့ကျွန်တော်ပြောရနော်ဒီသူ့ရဲ့ပေါ့နော်အားလည်းရဖို့ပေါ့သူဘယ်သွားပေါ့နော်အဲ့သူ့ရဲ့လုတ်ပိုင်ခွင့်တွေပျက်စီးနေရပေါ့ဒါတွေကလည်းဒီလိုပြောဆိုခြင်းနေရတယ်သူ့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေပေါ့နော်အဲ့လိုလည်းပြန်လို့အခုကြတော့ကျွန်တော် cherished time and take away from the microaggressions of the everyday strain world အဲ့မှာဆိုကျွန်တော်ချစ်ခင်မြတ်နိုးတာနော်ဟို cherished time ချစ်ခင်မြတ်နိုးတာပေါ့နော်သူတန်ဖိုးရှိတဲ့အချိန်တွေပေါ့တန်ဖိုးရှိတဲ့အချိန်မှာ take away ဆိုဖယ်ရှားတာပေါ့နော် removing ပေါ့နော်အဲ့သူများတွေဘာပြောပေါ့နော်သူခေါင်းလေးတော့တိတ်မထည့်ဘူးတဲ့နေ့တိုင်းဒီလိုပဲပြောခံနေတဲ့အတွက်တိတ်တော့ရေးတော့မကြည့်တော့ပါဘူးနော် they are not things like outright hostilities or violence အဲ့ဒီပဲကျွန်တော်ပြန်မယ်နော် violence အဲ့မှာဆိုရင် violence ဆိုတော့ခုနအကြမ်းဖက်မှုပေါ့နော် outright ဆိုတော့ openly ပေါ့နော်ပွင့်လင်းဆိုတာပေါ့နော်ပွင့်လင်းဆိုတာ hostility ဆိုတာကျွန်တော်ရန်လိုစိတ်ကိုပြောနော်ငါလိုစိတ်ပေါ့သူတို့ကဟိုကပွင့်လင်းလည်းမပြောဘူးပေါ့ပြောချင်တဲ့အိပဲတဲ့မပြောဘူးပေါ့နော်သူတို့ဟိုပေါ့အတင်းပြောတဲ့ပုံစံမျိုးရန်လိုစိတ်တွေများနေတယ်အကြမ်းဖက်မှုတွေရှိနေ is that small thing that add up to make you feel like you're not welcome ဟိုပါပေါ့နော်ဒီပြဿနာတေးသေးလေးရလဲပဲ adapt ဆိုတာကျတော့ phrasal verb နဲ့သုံးမယ်ဆိုတော့သူက official ပေါ့နော်တရားဝင်တာပေါ့တရားဝင်ဒီပြဿနာတေးသေးရလဲပဲမင်းကိုတဲ့မကြိုးစလို့ပေါ့နော်အဆင်မပြေလို့ခံစားနေရဒီလိုဝေဖန်နေတဲ့စကားတွေကအဆင်မပြေဘူးတဲ့ they catapult you back to when you were treated as an outsider a freak a queer just for being you အဲ့မှာကျွန်တော်တို့ catapult လာပြီအဲ့ဒါကကျွန်တော်နောင်နဲ့ဆိုတော့၄ခွာကိုပြောနော်၄ခွာကျွန်တော် van နဲ့ပြန်မဆိုတော့ပြစ်တာပေါ့နော်ပြစ်တာအဲ့မှာဆိုရင်တော့အဲ့ဒါတော့ when you were treat ကကြတော့ဆက်ဆံတာပေါ့နော် outsider ဆိုတာ stranger ပဲဒီစင်းကိုပြောတာကျွန်တော် freak ကကြတော့ FREAK freak ကလူဟိုပါပေါ့နော်သူလည်းအဲ့ဒါနဲ့သိလို့မပေါ့ stranger လူထူးလူတိုင်းပေါ့နော် acquire ဆိုတာဒီ QE acquire ဆိုလိန်သူချစ်သူတွေကိုပြောနော်အဲ့ဒါတွေပြောတာ just for being you တဲ့ gay ပေါ့ဗျအဓိပ္ပာယ်ကတော့ဒီဟိုပါပေါ့ပြစ်ပယ်ထားတယ်ပေါ့နော်ချို့လူတွေကမင်းဆက်ဆံတဲ့အခါကျရင်ပေါ့ဒီ gay ဖြစ်နေမင်းလူတွေနဲ့ဆက်ဆံကြည့်တဲ့အခါကျရင်မင်းတို့ဒီဇိမ်းတယောက်လို့ဆက်ဆံလိမ့်မယ်ထူးဆန်းတယ်ပေါ့မင်းက tradition နဲ့မလိုက်ဘူးပြောချင်တာ
တိထုံးတဲ့ဟိုယောက်ျားလုံးနေမိန်းမအဲ့လိုမျိုးပွဲကြတတ်တာရှိနေတဲ့ဘာလို့လဲဆိုတော့မင်း gay ဖြစ်နေလို့ပေါ့နော် just for being you အဲ့နော်နောက်တော့ပိုက်သွားမှာကျွန်တော် when I am affectionate in public with a partner အဲ့မှာဆို affectionate ဆိုတာကျင်နာတတ်တော့ပေါ့နော် adjective ပေါ့မင်းနဲ့ဒီဟိုပါပေါ့နော်ကျင်နာတတ်တဲ့ခါကြရင်တော့ပေါ့နော် gay ဖြစ်နေတော့လေပဲလူတွေနဲ့ဆက်ဆံတဲ့ခါရင်ကျင်နာတတ်တဲ့ခါကြရင်တော့ as everyone should be able to be on holiday လူတိုင်းပေါ့နော်မင်းရဲ့အားလေးရမှာမင်းနဲ့အတူတူပေါ့ဟိုဖြစ်တင်တယ်ပေါ့နော်ပြောတင်တယ်ပေါ့စကားတွေပါစိတ်ကျင်ပြီးတော့အဲ့လိုမျိုးပြောတာ and the French of all people should get this should get this တော့အဲ့ဒီပဲပြောမယ်နော် children အဲ့မှာဆိုရင်ကျွန်တော်လူတွေရဲ့ဒီဆက်ဆံမှုပေါ့နော် and the French ပြင်သစ်ကပေါ့လူတိုင်းကအဲ့ဒါကိုလူချင်းဖြစ်တင်တယ်ပေါ့အဲ့လိုဖြစ်တင်တယ်လို့ပြောထားတယ် children ကလေးတွေကိုလည်းပဲ children who haven't witnessed it much ကကြတော့မျက်မြင်တွေ့ရပါ witnessed it က much same sex affection will often stir ဆိုတော့ကျွန်တော်စိုက်ကြည့်ရနော် affection ဆိုတော့ love ပေါ့နော်ချစ်ချင်းမြတ်တာကိုပြောနော် bound of love လည်းခေါ်တယ်သူ bound of love လည်းခေါ်လို့ရ affection ဒီ same sex ဆိုတော့လိင်တူပေါ့နော် heaven ဆိုတော့သူကဒါ present ကြောင့် perfect နဲ့သုံးထားတဲ့အတွက် heaven have blood for 3ပေါ့နော်သူကတော့ negative blood for 3နဲ့သုံးထားတယ် heaven was not much same as affection where often stay ဒီကလေးwho ဆိုတာကလေးတွေကိုပြန်ကောက်တာပေါ့နော်ဒီသူပြောချင်တဲ့အဓိပ္ပာယ်ဒီ gay တွေပေါ့အချင်းချင်းလိန်တူစိုက်တဲ့လူတွေမတွေ့ဘူးသေးတဲ့အတွက်ပေါ့နော်မတွေ့ဘူးတဲ့အတွက်အံ့ဩနေကြတယ်ပေါ့နော်ကလေးတွေကအဲ့ဒီပဲပြောမျက်မြင်မတွေ့ဘူးသေးဘူးသူတို့နိုင်ငံမှာတော့မဟုတ်အဲ့ဟာသူတို့မတွေ့ဘူးပေါ့နော်ကလေးဆိုတော့နောက်တစ်ကြောင်းကျတော့ဒီ sometimes point whisper or giggle အဲ့မှာဆိုရင်ကျွန်တော် point ဒီ point ကညွှန်ပြတာပေါ့နော်ငါလေးတွေ get to the point ဆိုရင်ဒိုရင်းကိုပြောလို့ပြောနော်ကျွန်တော် get to the point နောက်စကားရှိတယ်ဆက်လို့ get to the point ဒိုရင်းကိုပြောပေါ့နော်ဒီမှာကျွန်တော်ဒီ sometimes point နဲ့တခါလေသူတို့တွေကလေးတွေကိုရည်ညွှန်းထားပါတော့ဒီအံ့ဩပြီးတော့သူအဲ့ဒါတွေကိုစိုက်ကြည့်နေပေါ့နော်အတော့အံ့ဩဆိုတာသူတို့စိတ်ဝင်စားနေပေါ့ whisper ဆိုဒီတူတူလေးပြောတယ် giggle ဆိုရီတာပေါ့ left ပေါ့နော်အဲ့ more left ပေါ့နော်ရီတာတဲ့ကိုပို့တယ်ပေါ့ပျော်မင်းတော့နော်သူတခက်ခက်ရီနေပေါ့အဲ့အကြောင်းလေးပြန်တွေးပြီးသူတို့အဲ့ဒါလေးတွေးတဲ့အတွက် this is what I mean by a microaggressions and is one I can do without အဲ့မှာကျွန်တော် solution ကကြောင့်လို့တော့ this is what I mean ကျွန်တော်ဆိုလိုတာတဲ့သူတို့ဒီဘိုင်းဆိုတော့ကျွန်တော်မျိုးတော့ရှိဘိုင်းဆိုရင် proposition နဲ့ဆိုတော့နီးရပါတော့အနည်းနဲ့ပြောတယ် passive point နဲ့လည်းသုံးလို့ရတယ်တချို့ကပြီးတော့ရင်တွေလည်းသုံးလို့ရ by to by scale နော်အဲ့ဒါတွေလည်းသုံးလို့ရဒီမှာကြောက်ကျွန်တော်နောင်းနေသူကကတ်ထားတယ်တော့နော်ဟုတ်လား that is what I mean by a microaggression နဲ့ဒီကျွန်တော်ဆိုလိုချင်တာဒီဟိုမှန်ကန်တဲ့စကားတွေပေါ့နော်မနာလိုစိတ်တွေထားရင် and it one I can do without အဲ့ဒါလည်းလူမျိုးရှုလိုက်မယ်တဲ့အဲ့ဒါမပါဘဲနဲ့ဆိုတော့ပျော်ရှင်းရမယ်ပေါ့သူအဲ့အတေကိုပြောထားတာလူတယောက်ပေါ့ဆက်ဆံတဲ့အခါကျရင်နောက်တစ်ကြောင်းရောက်ပြီနော်ကျွန်တော် you get tired of being someone else learning curve CUV curve ခွေးတာလို့ကျွန်တော်ကောက်တာလို့ပြောတာနော်အဲ့တေပဲပြောအဲ့မှာကျွန်တော်ပြန်မယ်ဆိုရင်ပေါ့ sorry အဲ့မှာဆိုရင်ကျွန်တော် you get tired of being someone else learning curve ဟုတ်ပါနော်ဒီလူတွေရဲ့စိတ်တွေပေါ့နော်လူတွေရဲ့ဒီလိုပြောဆိုခြင်းတွေစိတ်ကုန်တာတွေပေါ့နော်လူတွေရဲ့မမြင်ရတဲ့စိတ်ကောက်တွေပေါ့နော်လေ့လာရတာတခြားလူတယောက်ပေါ့နော်အဲ့မဟုတ်မှန်ကန်တဲ့ဟာပြောတဲ့အတွက်ကြောင့်စိတ်တော့ကုန်မိတယ်သူ this include starting kit ကလေးလည်းပါတာပေါ့ကလေးကလည်းအန်အော်ဆိုတာနဲ့ starting ဆိုကျွန်တော်ခုနပြောခဲ့လို့ ing နဲ့သုံးတာသူ fan နဲ့သုံးတာစိုက်ကြည့်တာပေါ့နော် starting အန်အော်ဆိုတာသူတို့လည်းစိတ်ကုန်ပြီလေ I don't blame them for doing it အဲ့လိုလုပ်တဲ့အတွက်လည်းမဝေဖန်ပါဘူး but I met so many times in place where kids are allowed me and my boyfriend who am I kidding holiday romance အဲ့မှာဆိုရင်ကျွန်တော်တို့
အလောက်ဆိုတော့ခွင့်ပြုအောင်နော်ဒါပေမဲ့သူတို့မပလိမ့်ဘူးပေါ့နော်ဒါပေမဲ့အချိန်များစွာပေါ့ကလေးတွေကအဲ့လိုမျိုးပဲတောင်းတောင်းနေကြတယ်ပေါ့နော် me and my boyfriend ငါနဲ့ငါကောင်လေးကို who am I kidding ဘယ်လိုလဲစနေ holiday romance ဟိုပါပေါ့ holiday romance ဆိုတော့ချစ်စလန်ပေါ့နော် romance ဆိုအဲ့ဒီပဲပါသူပြောတာ holiday အားလည်းရဲ့ဟိုကလို့ပြန်လို့မရအောင်ချစ်စလန်တော့ပြန်လို့မရအောင်လှောင်လှောင်ထားတဲ့ပေါ့ပေါ့နော်လင်းတူဒီချစ်သူတွေမမြင်ဘူးလို့ကလေးတွေလှောင်ပြောင်းထားတဲ့ပေါ့အဲ့တပေါ့ပါနောက်တစ်ခု often and of self censoring to the point will refrain from even holding hands အဲ့မှာဆိုကျွန်တော်တို့စကားလုံးတွေအများကြီးရှိတယ် and of ဆိုတာ phrasal verb ပေါ့နော်အဆုံးသတ်တာတို့ပြီးဆုံးတာတို့ပြောတယ်ပေါ့နော်စစ်ပွဲတွေပါကျွန်တော်အဆုံးသတ်တယ်အဲ့ဒါနဲ့အဲ့လိုပြောလို့ရတယ်နော် and of the war ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်တို့ CENSO က ing censoring ဆိုတာ control ပေါ့နော် self control ပေါ့ကိုယ်ထိန်းချုပ်တာပေါ့နော်ခါကျရင်ကိုဒီစိတ်တွေကမတန့်နိုင်ဘူးနော်ထိန်းချုပ်တာရက်တန့်ခြင်းတယ်ပေါ့ we will refrain from even holding hand ဆိုတော့သူတို့ဒီကပ်ပဲနှစ်ယောက်ပြောထားပါသူတို့ပိုင်းသူတို့ဒီရှေ့ဆက်လက်တွဲဖို့အတွက်ပေါ့နော်ရှောင်ကျင်ရတော့ပေါ့ရှောင်ကျင်ရတော့ဒီကလေးလောင်းနေအဲ့စိတ်တော်ဖြစ်ခြင်းပြီးတော့လက်တွဲဖြုတ်ခြင်းစိတ်ပေါ့နော်ကလေးတွေလောင်းပြောင်းတဲ့အတွက်လူတိုင်းကဒီဆိုရင်ကျွန်တော်တို့ထင်တဲ့အတိုင်းပဲဘူးမှစိတ်တော်မတန့်အဲ့လိုပေါ့နော် recently I got so sick of reading it in that this year အဲ့မှာဆို sick of ဆိုတာစိတ်ကုန်တာကိုပြောတော့ကျွန်တော်စိတ်ကုန်တာပေါ့အနွမ်းဖြစ်တာပေါ့စိတ်ကုန်နေတဲ့ဒီပုဂ္ဂိုလ်ထိမ့်သိမ့်ခြင်းမဲ့သူက control ပဲဟိုကလေ reading ရပဲလေ reading လားမသိဘူးနော်အဲ့ဒါထိမ့်သိမ့်ခြင်းမဲ့သူကတော့ noun ပေါ့နော် fan ကြီးနဲ့တုံးထားပြီး noun လို့ပြောလို့စိတ်ကုန်မိတယ်ဒါတွေကိုလည်းပဲကိုမဝင်မရဲဖြစ်နေနော် for the first time ဒီတစ်ခါပထမဆုံးအချိန်နဲ့ပေါ့နော်သူ I stayed in a gay friendly resort in Mexico the Spartacus hostel for men in Puerto Vallarta အဲ့မှာကျွန်တော် hostel ဆိုတာကြတော့အတိတ်ပဲကျွန်တော်မြန်မာလိုဆိုတော့ဘော်လာဆောင်ပြောတာပေါ့နော်ဘော်လာဆောင်ပေါ့ hostel မက္ကဆီကိုမှာပေါ့နော်သူတဲ့ဒီရဲလူပါပေါ့နော်ကျွန်တော်နေခဲ့ဘူးတဲ့ gay friendly ကတော့ဒီလိန်တူချစ်သူ respect ဖို့ဖြစ်တာပေါ့နော်လေးစားတာပေါ့နေခဲ့တယ်ပေါ့နော်သူကောင်လေးနဲ့မက္ကဆီကိုမှာဒီ hotel hostel မှာပေါ့နော်ဘော်လာဆောင်မှာဒီ Spartacus ဆိုတဲ့ဘော်လာဆောင်မှာ for man in ဒီဟိုပါပေါ့ Puerto Vallarta ဆိုတဲ့မြို့မှာအဲ့မြို့မှာပေါ့သူ့ရဲ့ကောင်လေးနဲ့အတူနေခဲ့ဘူးတဲ့ it was a revelation ဆိုတော့ကျွန်တော်တို့ဟိုပါပေါ့ဒီပဲပြောဆိုတာပေါ့နော်ရင်ဖွင့်တာပေါ့ကိုလှုပ်ဝက်ထားတဲ့ဟာတွေပေါ့ privacy ကိုဖွင့်ဆိုရင်ကျွန်တော်အဲ့ဒီပဲတုံးဖွင့်ဟာပြောဆိုတာပေါ့နော် it was a ဒါဟိုပါပေါ့အဲ့ဒီပဲကျွန်တော်သူပြောထားတာဖွင့်သူပြောအဲ့တုန်းကပြောခဲ့တယ်ပေါ့နော်ဖွင့်ဟာရင်ဖွင့်ခဲ့တယ်အကုန်လုံးသူ့ကောင်လေး surrounded only by other gay men အဲ့မှာလည်းဟိုဟာတွေကြီးပဲ gay တွေပဲပေါ့နော် gay man တွေအကုန်လုံးပဲ I exhort အဲ့ဒါကြတော့ bridge out လို့ပြောတယ်အတိတ်ပဲအသက်ရှူတာပြောတာအသက်ရှူထုတ်လိုက်တာပေါ့နော်ဝင်ရဲသူပြောလိုက်တော့သူကောင်းလေးကို I was no longer in minority ဆိုတာကြတော့a little bit ဟိုပါပေါ့နော်လူအနည်းစုပြောတာအဲ့တော့လူအနည်းစုပဲရှိခဲ့တယ် no longer ဆိုတာတော့အတိတ်ပဲကျွန်တော်မြန်မာလိုဆိုတော့ဘူးလို့ဆိုတဲ့အတိတ်ပဲလို့ပြောတယ် no longer တော့ဘူးဆိုတာဥမာ I don't understand no longer ယူဆိုမြို့မှာနားမလည်တော့ဘူးတော့ဘူးဆိုအဲ့ဒီပဲကျွန်တော်ပြောတယ်ဒီမှာဆိုရင်I was no longer mandatory ဆိုတဲ့အတိတ်ပဲ I was no longer minority အဲ့အနည်းစုမှာတော့သူလူအနည်းစုမှာဒီမှာပေါ့နော်အဲ့အချိန်တုန်းကသူတတိရှိစွာနဲ့ပေါ့နော်ဝင်ရဲနဲ့မဝင်မရဲနဲ့သူ့ကောင်လေးဖွင့်ပြောခဲ့တယ် privacy အကုန်လုံးလူအနည်းစုပဲရှိခဲ့တယ်လူအနည်းစုတော့မဟုတ်ဘူးပေါ့မဟုတ်တော့အများကြီးပေါ့အဲ့အများကြီးကြားထဲမှာ we could be as gay as we like အဲ့မှာဆိုရင်ကျွန်တော် SKF ဆိုရင် S ကကျွန်တော်3ပုံ
3ခုတော့ရှိတယ် s adjective s plus adjective plus s လည်းရှိတယ်ကျွန်တော် s s လည်းရှိတယ် s noun s လည်းရှိ3မျိုးတော့ရှိတယ်ပုံစံဒီမှာကျသူ noun နဲ့တော့သုံးတာနော် noun နဲ့တော့မဟုတ်ဘူး adjective ဆိုရင်ကြတော့နှိုင်းရှင်တာပေါ့နော်ဒီအဓိပ္ပာယ်ကအဲ့ pattern တွေအကုန်လုံးတော့နှိုင်းရှင်တာကိုပြကြတယ်အဲ့ဒါဆို we could be SKSV လိုက်တဲ့ကျွန်တော်ကြိုက်တယ်လို့ဒီထိုင်နိုင်ခဲ့တယ်ပေါ့နော် okay လွတ်လပ်လပ်ပေါ့အဲ့မှာတော့ဒါရီမျိုးဆိုတော့လွတ်လပ်နေလို့ရတယ် without fear of upsetting or confusing conservative families with children အဲ့မှာဆိုတော့ upsetting ဆိုတာဝမ်းနေတာပေါ့ဝမ်းနေတာ sad ပေါ့နော်ဒါတူကတော့ advanced ကလုံးဖြစ်တယ် upsetting ဆိုတာဝမ်းနေတယ် confusing ဆိုတာရှုပ်ထွေးတာ conservative ဆိုတာ family ဆိုတာကြတော့ traditional ပေါ့နော် conservative ဆိုတာဒလီထုံးတမ်းပေါ့ရိုးရဒလီထုံးတမ်းရည်ကြီးမှုပေါ့နော်ဒီမိသားစုတွေပေါ့ traditional ဒီ families တွေပေါ့မိသားစုတွေနဲ့ကလေးတွေနဲ့ရှေးဦးစင်လာပေါ့အဲ့ဒီပဲကျွန်တော်တိလောက်ရှင်းပြမယ်ဆိုတော့ conservative family ဆိုရင်သူကရိုးရဟုတ်ပဲနော်ခါချိုပို့ပြီးတော့အလေးထားတယ်ပေါ့ရည်ကြီးမှုအဲ့ဥမာမြန်မာလိုအဓိပ္ပာယ်ရှင်းပြမယ်ဆိုတော့ဂေးတွေဟိုမဖြစ်ဘူးလက်မခံဘူးပေါ့သူတို့ဟန်သူတို့ယောက်ျားဆိုလေယောက်မင်းကလေးနဲ့အဲ့လိုမျိုးဆက်ဆက်မှုရှိရမင်းကလေးဆိုလေယောက်ျားလေးနဲ့ပဲဒီလို not same sex ပေါ့နော်လိင်မတူတာပဲအဲ့လိင်တူချစ်သူကြီးဂေးတွေကိုသူတို့လက်မခံဘူးအဲ့လိုမိသားစုပေါ့နော်အဲ့လိုရှိတတ်မှတ်ထားတယ်မိသားစုပေါ့နော်မိသားစုဝင်နေတယ်ခြေတွက်နေရအဲ့ဒါပေါ့ဟိုဖြစ်တယ်ဝမ်းနဲ့ပြီးရပေါ့နော် without fear of fear ဆိုကြောက်ရွံ့မှုမကြိုက်ဘူးပေါ့နော်သူတို့အဲ့ဒါအဲ့လူတွေကိုလေစัญญပဲဖြစ်နေဟိုသူစိတ်နေဂေးတွေနဲ့နောက်တစ်ခု it was hardly liberating ဆိုတာ hardly ဆိုတာကျွန်တော် hugly ပေါ့နော် sorry hugly ဆိုတာအလောဆိုပေါ့အလိုများပြဆိုတာများပြတာလို့သူကတော့ f ပေါ့နော်နောက်တစ်ခု vibrating ဆိုတာကကြတော့ဟောပေါ့နော်လွတ်မြောက်ပြုလုပ်တာပေါ့နော်ပြုလုပ်စေခဲ့တာလွတ်မြောက်ဖို့ပေါ့လွတ်မြောက်ခြင်းပေါ့နော်ဒီဟိုဟာပေါ့သူဂေးတဲ့စိတ်ပေါ့နော်အဲ့ကလွတ်မြောက်အောင်ကြိုးစားခဲ့တယ်အချိန်ချင်းအဲ့လိုအများပြ under French plans ဒီပြင်သစ်ရဲ့အချိန်ကတော့ such place of freedom would be prosecute ဆိုတာကြောင့်တရားစွဲတာပေါ့နော် prosecute ဆိုတာတရားစွဲတာပေါ့နော်ကျွန်တော်အပေါ်မှာရှင်းပြပါမယ် freedom ဆိုတာလွတ်လပ်ဘရင်လွတ်လပ်နေမျိုးပေါ့နော်ဒီဟိုလိုမျိုးလွတ်လပ်ပေါ့နော်လွတ်လပ်နေရလိုမျိုးနေရမဟုတ်တဲ့အတွက်တော့နေရတာသူတို့ကြက်သေးတယ်ပေါ့ဒီ French လို့မဟုတ်တဲ့အတွက်ဒါပေမဲ့ဒီပြင်သစ်ကတော့အခုကျွန်တော်အပေါ်မှာပြောခဲ့လို့ဥပဒေတော့ပြောင်းလဲပါပြီ Some place of freedom would be prosecute အဲ့လိုနေရာတွေပေါ့နော်လွတ်လပ်မှုလည်းသူတိတ်တော့မရှိတော့ဘူးဂေးတွေအတွက်တရားစွဲလို့ပေါ့နော်အဲ့လိုအများပြအလုံးစန့်ကျင်လာတယ်ပေါ့အရင်ဆိုးလာတယ်ပေါ့အဲ့ဒီပဲ I would advise France if it's instigated such a ban အဲ့ဒီပြန်မနော်ဖူးစောချတာ a ban ဆိုရင်သူအဲ့မှာနောင်းနဲ့သုံးတာပေါ့နော် advice ဆိုတာကြတော့ရှောင်ရှားပေါ့နော်ရှောင်ရှားပေါ့ဒီအဲ့လိုဥပဒေတွေထုတ်ပြီးတဲ့ပေါ့နော်ဒီ site gay ပေါ့နော် gay တွေကလွတ်လပ်မှုမရှိတော့ဘူး instigated ဆိုတာတော့လှုံ့ဆော်ခဲ့တာလှုံ့ဆော်တာပေါ့နော်ဒီသူပြန်ပြီးတော့ဟိုကဖြစ်မှာ against လုပ်ချင်တယ်ပေါ့ဒီသူ့ရဲ့ဟာကိုသူထုတ်ထားတဲ့အမိန့်တွေပေါ့နော် France government ထုတ်ထားတဲ့အမိန့်တွေကိုသူပြန်စန့်ကျင်တယ်တကယ်လို့မရဘူးဆိုတော့သူအဲ့နိုင်ငံမှာမနေချင်ဘူးပေါ့ဒီ France ကိုရှောင်ရှားတင်နေပေါ့ရှောင်ရှားခဲ့မှာပေါ့မလာခဲ့ဘူးပေါ့သိခဲ့လို့ရှိရင်ပေါ့ and we must raise our voice before an idea like this separate အားကြောင့်ကျွန်တော် separate ဆိုတော့အတိတ်ပြတော့တုတ်တာပေါ့နော်တကယ်ဒါလိုက်ပြန်မယ်ဆိုတော့ထောဘက်တွေပဲတုတ်လေ separate the better လို့ပါလို့တုံးလို့ရဒီမှာဆိုတော့ကျွန်တော် separate ကကူးဆက်တာလည်းပြောလို့ရတယ်ယောဂတွေပဲကူးဆက်ရင်လည်း separate နဲ့တုံးတယ် separate the disease ကိုယောဂတွေပဲကူးဆက်တာ COVID-19 ပေါ့ what it can be COVID-19 အဲ့လိုပဲလည်းတုံးလို့ရတယ် before an idea raise ဆိုတာကြတော့ raise the hand ဆိုလက်ထောင်လို့ဒီမှာကျတော့ကျွန်တော်တို့အဲ့လိုပြန်လို့တော့မရဘူး raise our voice တဲ့ဒီကျွန်တော်စန့်ကျင်မှုတွေတဲ့ဒီသူဟိုပါပေါ့နော်ဒီ French government ကမထုတ်ခင်ဥပဒေမထုတ်ခင်ကြိုးပြီးစဉ်းစား
ကဲတင်တယ်ပေါ့သူတို့ပြန်ပြီးစန့်ကျင်ရမယ်ဆိုတဲ့အတိတ်ပဲသူပြောတာစန့်ကျင်ရမယ်ဆိုတဲ့ idea တွေသူတို့ထုတ်မယ်အဲ့ဒီပြောတာဒါမှမမိလိုက်ပါဘူးဘောဆောပါတယ်နောက်တစ်ခု it's not just for people like me who want to be gay in peace peace ဆိုတော့ငြိမ်းချမ်းခြင်းပေါ့နော်ငြိမ်းချမ်းရေးကျွန်တော်လိုမျိုးတဲ့ it's not just for people လူတိုင်းတော့မဟုတ်ဘူး like me ကျွန်တော်လိုမျိုး who want to be gay in peace လွတ်လပ်စွာပေါ့နော် gay တယောက်ဖြစ်ခြင်းရဲ့သူတွေအတွက်ပေါ့ my female best friend is happily childless by choice female ဆိုတော့ gay ပေါ့နော် gay ပေါ့ဒီရဲ့လူကပြောထားပေါ့ my female best friend is happily childless by choice childless ဆိုတာသားသမီးမထွန်းတာပြောတာနော်သားသမီးမထွန်းကန်ကျွန်တော်ရဲ့တဲ့မိန်းကလေးတငယ်အခြေဆုံးတငယ်ချင်းတယောက်ကတော့သူကတော့တဲ့ ဥစ္စာလေး သားသမီးမထွန်း ခဏလေးနော်ဆရာလည်းနည်းနည်းစကားပြောစရာရှိတော့တိတ်တော့မလို့တော့ပါဘူးပြီးတော့မယ်အဲ့တော့နောက် link တစ်ခုဆရာချပေးထားတယ်ဒီ link ကပြည့်တော့မှာနောက်2မိနစ်3မိနစ်ဆိုရင်အဲ့ဆိုနောက် link ကိုဆရာတို့ဝင်လာပြီTelegram မှာလည်းဆရာ Telegram သမားတွေတချို့ပို့ထားတယ်အဲ့တော့ဆရာစကားနည်းနည်းပြောစရာရှိတယ်နော်တော့ကောခဏရထားလို့ရတယ်နော်ပြီးတော့ဆရာအခုနောက် link မှာ